ပေါ်ပေါ်ထင်းနေတဲ့တကူကြီးဒီမန္တလာဝေးဒီဘဟုပြောင်းရွှင်ရင်းနဲ့အမျိုးသမီးများထန်ရတေကိုဆိုပေါ်ပေါ်ထင်းနေတဲ့တကူကြီးဒီမန္တလာဝေးဒီဘဟုပြောင်းရွှင်ရင်းနဲ့အမျိုးသမီးများထန်ရတေကိုဆိုရပါလို့ကိုကလာမချိုးဒီမိုတဲ့အားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရန်ကင်းမှာခိုရာမုတ်ဒီရန်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့ရန်ကင်းတောင်းကလေးခိုရာမုတ်ဒီဆိုတဲ့ဆိုင်လေးပါဆိုင်ကတောင်းကလေးဆိုတဲ့တိုင်စကိုင်းမန်းလေးကမုတ်ဒီတွေရဲ့ပုံစံတိုင်းတောင်းထဲမှာစင့်အိုးလေးတွေနဲ့တခြားပြင်ဆင်ထားတာပါမြင်ရတာကြည်လက်ငွေ့တယ်လေးကိုခံစားရပါတယ်ဒီတိုင်လေးမှာခိုရာမုတ်ဒီအပြင်နန်းကြီးတုံးနန်းပြားတုံးထမင်းတုံးမီးရှည်မပဲကျော်တိုးဦးကျော်အကျော်စုံတွေပြင်အသားတုပ်လေးတွေနဲ့ငဖယ်လုံးဟင်းရည်တွေအထိစုံနေအောင်ရတာပါခိုရာမုတ်ဒီပွဲတွေမုတ်ဖတ်ထည့်ပါတယ်ငပြားကြီးထည့်တယ်စီနီစီဝါထည့်ပါတယ်ပဲမုတ်ထည့်တယ်မြုပ်သီးကျော်ထည့်ပါတယ်နည်းနည်းမင်းနဲ့ပဲသီးထည့်ပါတယ်ကော်ပီထည့်တယ်ကြက်သားထည့်ပါတယ်ပြီးွားရင်တော့တေချာနေပါတယ်ထမင်းတုပ်ပွဲတွေထမင်းနဲ့မကြီးချင်ရထည့်ထားတဲ့တဲကိုငပြားကြီးထည့်ပါတယ်စီနီစီဝါထည့်တယ်ပဲမုတ်ထည့်ပါတယ်မြုပ်သီးကျော်ထည့်တယ်နည်းနည်းပင်ပဲသီးခေါ်ပြီးထည့်ပါတယ်ကြက်သားထည့်တယ်ပြီးွားရင်တော့တေချာနေပြီးတုပ်ပါတယ်ပြီးရှည်ပွဲတွေမုတ်ဖတ်ထဲကိုပိတ်ဆွဲရည်လေးထည့်ပြီးတော့နူးရီအောင်ပူပေးပါတယ်ရေလေးတုံလိုက်ပါတယ်ပြီးွားရင်တော့ပဲငက်ပြီးထည့်ပါတယ်မုတ်စိမ့်တုံးလို့ခေါ်တဲ့ကော်ရီထည့်ပါတယ်မြုပ်စီချက်နေထည့်တယ်စီဝါထည့်ပါတယ်အကျွတ်ကြော်ထည့်တယ်တရုတ်နယ်နဲ့ကြက်သွန်ပြူရီထည့်ပါတယ်ကြက်သားထည့်တယ်ပြီးွားရင်တော့တေချာနေပါတယ်မိရှည်လေးပြင်လို့ပြီးပါပြီမှားထားလေးလာချပေးပါပြီအခုဆိုရင်တော့ကျွန်တော်မာထားလေးလည်းအကုန်ဆုံးသွားပါပြီဒါလေးကခိုရာမုတ်ဒီတုပ်လေးပါဒါလေးကထမင်းတုပ်ဒါမပဲကျော်ဒါလေးကမီးရှည်ဒါမန္တလေးပဲကျော်ဒါပိတ်ဆွဲဟင်းရီဒါမီးရှည်နဲ့တွဲစားဖို့အတွက်မုံလာခြင်းဒီအိုးလေးထဲမှာဆိုမုတ်ဒီနဲ့တွဲစားဖို့ပဲသိချင်းလေးတွေထည့်ပေးထားပါတယ်ခိုရာမုတ်ဒီလေးကိုရင်စားပါမယ်သူရတာမုတ်ဖတ်တာဤလေးကိုစီချက်နဲ့တင်းတင်းလေးနဲ့အချိုတုတ်ထားတဲ့ရတာလေးပါသုံးထားတဲ့ပဲမုံနဲ့လေးဆိုငွေးနေတာပဲတီတီမိမိလေးစားခြင်းနဲ့ဆိုရင်တော့ငြုပ်သီးကြော်လေးပို့ထည့်ပြီးတော့စားကြည့်ပါခင်ဗျာမပဲကြော်လေးစားပါမယ်ဒီဆိုင်ကအကြော်လေးတွေကလေမှားပြီဆိုမှလက်လက်ဆက်ဆက်ကြော်ပေးတာပါမပဲကြော်လေးကလေပူပူကျွတ်ကျွတ်လေးနဲ့မကြီးချင်းလေးနဲ့ရဲလိုက်ပြီးစားကောင်းပါတယ်ပိတ်ဆွဲဟင်းကြော်လေးတောက်ပါမယ်ထမင်းတုပ်လေးစားပါမယ်ထမင်းတုပ်လေးကတော့ပဲမုတ်စီစီပိုင်ပိုင်လေးနဲ့ချင်းငံဆက်ရတာလေးပါမိရှည်လေးစားပါမယ်မိရှည်ရတာလေးကတော့ပဲငပိနဲ့မွေးမွေးလေးနဲ့ချိုငံဆက်မြတ်တဲ့ရတာလေးပါစားလိုက်ရင်လေရှော့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 နဲ့စားလို့ကောင်းပါတယ်ပေးထားတဲ့မုံလာခြင်းလေးဆိုရင်လေအရန်လိုက်ပြီးတော့မန္တလေးမှာမိရှည်စားနေရတဲ့အတိုင်းပါပဲမန္တလေးပဲကြော်လေးစားပါမယ်မန္တလေးပဲကြော်လေးဆိုရင်လေကျွတ်ရွာပြီးတော့စားလို့ရန်ကောင်းပါတယ်ကျွန်တော်လိုပဲခိုရာမုတ်ဒီနဲ့မန္တလေးစားစာလေးတွေကိုစားကျင်တယ်ဆိုရင်တော့ရန်ကင်းရန်ရှင်းလက်ပေါ်မှာဖွင့်ထားတဲ့တောင်းကလေးခိုရာမုတ်ဒီဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ